အားလုံးပဲမင်္ဂလာပါရှင်။မေယို YouTube Channel မှာကြိုဆိုပါရစေ။ဒီနေ့ပထမဦးဆုံးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ကျေးလက်သဘာဝအတွက်တီးပင်ပန်းပင်လေးများကိုကြည့်ရှုခန်းစားရင်းနဲ့တောသဘာဝရဲ့ညနေနေဝင်ချိန်ကိုတွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။အားလုံးပဲဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ဒါလေးကတော့အိမ်မှာကိုယ်တိုင်ပြိုးထားတဲ့ပန်းပွင့်လေးတွေဖြစ်ပါတယ်ဟောဒါလေးကသခွားပွင့်လေးပါအိမ်ချန်ထဲမှာစိုက်ထားတဲ့သခွားချံတိတိလေးတွေကသခွားပွင့်တိတိလေးဖြစ်ပါတယ်ဒါလေးကတော့ခြံထဲမှာပဲစိုက်ဖြစ်တဲ့ငပြောပင်လေးတွေဖြစ်ပါတယ်တီးမွေးရယ်ထီးချမ်းရယ်ရခါရယ်၃မျိုးရပါတယ်ရှင်ဒါလေးကတော့ရွာလန်းလေးပဲဖြစ်ပါတယ်အခုသွားမှာကညနေနေဝင်တော့မယ်ဆိုတော့ညနေစည်းစာအလှလေးကိုတောသဘာဝရဲ့အလှပလေးကိုကြည့်ရှုခန်းစားမှာဖြစ်ပါတယ်ဖြတ်သွားရင်းနဲ့တွေ့ခဲ့တဲ့ခင်းလေးပေါ့နော်ဟင်းရွက်ခင်းလေးပါဒီမှာကလေကောင်းလေတန်းလေးရတယ်ပြီးတော့တားရတယ်ပေါ့နော်ဒီစီစဉ်ကမေယောရဲ့ပထမဦးဆုံးဗီဒီယိုလေးဖြစ်ပါတယ်ဟုတ်ကဲ့ဗီဒီယိုဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်အခုလိုပဲနောက်ဗီဒီယိုလေးကြားရင်လည်းပြန်ဆောင်ကြမယ်နော်